တော့အိမ်မှာသမီးလောက်စားအငိမ့်သားထိုင်စားပြီးလောက်ကျွေးတယ်လို့ကုသိုလ်ဖြစ်အောင်မနေဘူးသွားဘုရားကမှပတိသွားစိတ်မနဲ့ရမှာစိတ်လို့မရဘူးတိတ်ငါကအခုဆိုအခုချက်ချင်းဆိုချက်ချင်းပဲယောက်ျားတော်လေငါလိုချင်တဲ့အချိန်ချက်ချင်းမရလို့အပြိုကြီးလုပ်နေတာမင်းကြော်စွာမင်းငါအကြောင်းသိတယ်နော်ဟုတ်သွားခုချက်ချင်းပတိသွားစိတ်ပြူကြီးသူယောက်ျားမရနဲ့လူကိုလိုက်ပြီးပြဿနာရှာဟုတ်ကပါဇက်ကပွားစီနဲ့ဘာတွေပြောသွားဟိုဖျားစားတွေမေးနေပြီလားဆိုပြီးတော့ဟိုပြန်ရုပ်ကြည့်နေတာပါမမအဖေတို့ကလေအန်နီမော်လီထိမ့်မှာပဲရမှာဆွဆွပြောလို့ပြောပဲရှိတာဒီကောင်တစ်သက်လုံးအန်တီပဲထိမ့်လာတာပါကွယ်ဆွဆွားတာအဲ့ဒီကောင်ခြေလန်းကိုမျက်ချင်မပြတ်စောင့်ကြည့်ထားဒီကောင်ကိုနှိပ်ကိုပို့အန်တီမော်လီတာဝန်ယူတယ်ဟုတ်အနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တသေသွားတဲ့မိမအနေစာမိမမရှိတာဒုက္ခဘယ်တော့ရမှမသိတာအနတ္တအနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တအနေစာဒုက္ခအနတ္တဖြစ်ရတာလေအမေရဲ့တို့ပဲဒီဇိုင်းနဲ့ခါမြက်သွားလို့အမလေးမေကတော့ဖြစ်ရတယ်ချာတိုက်အမေရလေဗျာကလေးမဟုတ်တငယ်မဟုတ်အမေအသက်ရွယ်ကြီးတယ်ဗျာဟဲ့တို့ပြောပါဟဲ့တို့တက်တင်မင်းကြောင်းတော့အောင်မေအမေတက်ကမှအခု40အပြေးလွှာကြော်ရုံးမရှိသေးတယ်လူဘွားဆိုတာ40ကျော်မှစားတာပါဟဲ့အေးဟုတ်ပါတယ်အဖေရှိတုန်းကတော့တသက်လုံးငြိမ်ဝှပြပြလာခဲ့ပြီးမှအခုကြမှာဘာကိစ္စထကြွနဲ့ဟိုဟာလှုပ်ချင်ဒါလှုပ်ချင်ဖြစ်နေရတာတော့မေရဲ့အမလေးမင်းအဖေရှိတော့ဒါမျိုးသွားလိုက်ရင်အမေကိုဘေးလိုက်မှာပေါ့မင်းဖေရလေအမေကိုအဖွားကြီးပေါက်စာပုံလေးမဝင်အောင်တွင်းချတာဟာဘေးရမလဲအမေကသူလည်းမရှိရောဖလက်ထားချပြလိုက်တာပေါ့သားပဲစဉ်းစားကြည့်ပါဦးသားရဲ့အမေမှလေးဆန်အောင်ရုံးမရှိတယ်ကိုယ့်ထက်အသက်20ကြီးတဲ့မင်းအဖေနဲ့အတင်းပေးစားလို့အမေယူလိုက်ရတာအမေကဘယ်သူကအတင်းပေးစားဘယ်သူရှိအောင်မလဲမင်းရဲ့ဘာကြီးဥတီဟတင်ပေါ့လက်ကားပေါက်ကြောင်အမေကလည်းဘာကြီးအတင်းပေးစားရတယ်ယူရလားအမေရဲ့အမေမငင်းဘူးလားငင်းတာပေါ့သားရဲ့ဒါပေမဲ့လူတွေကဝိုင်းပြောကြတယ်ဟဲ့အုံမတင်းနဲ့စိတ်ကူးမလွဲနဲ့ဒါနင်းနဲ့တော်တယ်တဲ့အမေကလည်းယောက်ျားတစ်ခါမှမယူဘူးတာကျန်တာတွေကမတော်ဘူးလို့ထင်လို့သားအဖေကိုမျက်စိမိတ်ပြီးအမေယူလိုက်တာသားရဲ့တော်ရှာပါတယ်တော်ပါတယ်သားအဖေနဲ့ယူပြီးမှလေအမေလည်းငငယ်ရွယ်နဲ့အဖွားကြီးကိုပေါက်စားလေးကိုဖြည့်ရောဟာအဲ့ဒါကြောင့်လေအခုချိန်ကစပြီးတော့အပျော်ဘွားမလုတ်ခဲ့တာမှန်မြအားလုံးလုတ်လိုက်မလို့ဆုံးဖြတ်ချက်ချပြီးပြီဖယားအမေရဲ့ဘာတွေများရှောက်လို့အုပ်မလို့လဲဗျာတင်တန်းနေတမင်ဒီခက်က ID ခက်လေ ID ခက်မှာအုံမတင်တော့တလက်မတွေတော့ပြက်မကြမ်းခင်အောင်ကွန်ပျူတာတင်တန်းတင်မယ်ပြီးတော့မကုန်သေးဘူးလားကြံသေးတယ်အင်္ဂလိပ်စကားပြောတရုတ်စကားပြောအိန္ဒိယစကားပြောကိုရီးယားစကားပြောဂျပန်စကားပြောပါဇက်ကပြောရတဲ့စကားပြောအကုန်မှမြောက်တင်ပလိုက်မယ်ဟာအမေကလည်းအဲ့ဒါတွေအကုန်ရှောက်တင်ပြီးဘယ်နေရာမှာဘာလုပ်မလို့လဲဝေးပါသားရဲ့ဒီဗီဒီယိုကြည့်လို့ရှိရင်အောက်ကစားတော့ဖတ်ဆရာမလိုဘူးလေသားမိချင်းမပြောရမယ်အမေက40ကျော်လောက်စနေစီးရနည်းနည်းမှုံနေသားရဲ့ဖတ်တာပြဘနိုင်ထုတ်ပြီလေဟဲ့စိတ်နေတော့ကြော်ပြီတော့ဒီနေ့ကွန်ပျူတာတင်နေစမယ်နေနှောင်းကြောင်နေပါပြီအမေတော့မသားရဲ့ဟိုအမေအိမ်မှာလေးဘာမှချင်မထားဘူးတားမသားအပြင်မှာကြည့်ချက်ပြီးဆွဲလိုက်တော့အမေလည်းအပြင်မှာတောရီဆွဲလိုက်တော့မယ်သွားပြီသားရဲ့ဟေးဘာကြီးညီမကတော့ရေလေပွဲခံနေပြီဗျာဘာကြီးကိုယ်တိုင်လာပြီးစုံမလဲပါအောင်ဘာကြီးရဲ့ဟယ်လိုမင်းမြတ်ကျော်ခေါင်ကုမ္ပဏီရပါလားခင်ဗျာဟုတ်ပါတယ်ကျွန်တော်မင်းမြတ်ကျော်ခေါင်ပါကိုမင်းမြတ်ကျော်ခေါင်စုံစမ်းခိုင်းတဲ့တိုက်ခန်းပိုင်ရှင်နဲ့အဆက်အသွယ်ရပါပြီဒါပေမဲ့အခုအဲ့ဒီအခန်းကိုခင်ဗျားနဲ့အပြိုင်ဝယ်မဲ့လူပေါ်လာလို့ဟဲ့လူကိုတဲ့ခင်ဗျားနဲ့ကျွန်တော်အလုပ်လုပ်လာတာကြားပြီလေဗျာခင်ဗျားရောင်းမိပြီလို့ပြောလိုက်ပါဦးဗျာဟုတ်ပါတယ်ဒါပေမဲ့ဟိုဘက်ကပိုင်ရှင်နဲ့ direct သွားပြီးအဆက်အသွယ်လုပ်နေတော့ပါခင်ဗျပိုင်ရှင်ကရိုးရိုးသားသားဆိုတော့အကျိုးဆောင်ကုမ္ပဏီကနေတဆင့်ပြန်ဆက်သွယ်ပါဆိုလို့ကျွန်တော်တို့စီရောက်လာတာအဲ့ဒါခင်ဗျာလက်လွတ်မခံနိုင်ရင်စရန်ကြိုချမှဖြစ်မယ်ဟာရေးတယ်ဗျာကဲကောင်းပြီလေအဲ့ဒါဆိုရင်အခုချက်ချင်းကိုစရန်လာချမယ်ဗျာကဲဟုတ်ပြီလားဟာဒါပါပတ်စံထုတ်ဟာငါဘာပြောသလိုနင်ကဒီပတ်စံထုတ်ကြီးလာချပေးရလဲအိုးဆရာရဲ့လမ်းမေးမှာ6ရောင်းနေအစိုးမိတ်နေရှိတယ်လေဘာရဲ့
လမ်းဘေးမှာချရောက်နေအဆူမိန်ဟုတ်လား ဟုတ်တပဒီမှာ လူမိုင်းနဲ့ငွေအတူမနေဟာငါနောက်တာဟမ်နောက်တာလား sorry နော်ဆရာမပါလို့ဒီမှာ ခိုင်းမလောက်တတ်တာနောက်လိုက်စိတ်တက်မခိုင်းမဲနဲ့သိတတ်တာခေါင်းဆောင်စိတ်တက် အဲ့ဒါကြောင့်မလို့ဆရာမခိုင်းခင်ပတ်စံတုတ်ကိုအမြန်လာချပေးတာရှင်းပြီလား ရှင်းပြီနော်နင်ကအရန်ကိုခေါင်းဆောင်ဖြစ်ကျင်နေရပါဟုတ်လားဟမ်ဟုတ်လား ခေါင်းဆောင်မဖြစ်ရင်တော့နေပါဆရာရဲ့ခေါင်းဆောင်ရဲ့ အမလေးဖယားနင်ကိုလေငါစကရီခန့်ထားတာငါကြောချမ်းတယ်သွားတော့မယ် ဖူးဆရာဖူးလိုက်ခဲ့အောင်မလားဟင် နေပါသေးတော့မင်းကြီးမရဲ့ပတ်စံထုတ်ထမ်းဖို့အတွက်လေခေါင်းဆောင်လောင်းနေမလို့ပါဘူးကူလီတော့ဆိုရပါပြီ မြာဆွေးသနာနဲ့ပြောရဟာပဲဟာ မဟုတ်မှလွယ်ရောကိုသိန်းရန်ပြောတယ်ငါနဲ့အပြင်အခန်းဝယ်မဲ့သူဆိုတာသူပဲဖြစ်ရမယ် ဟောကျွန်တော်အခန်းဝယ်ဖို့လေစင်ရန်ချလိုက်အိမ်ရှိရောက်ပြီလား ဆွာလက်ခန်းဝယ်ဖို့အတွက်စီရနာချတာနော် ဟာဒီကိုကျွန်တော်အရင်ရောက်တာနော် ဒီစပွဲပေါ်ငွေတော့ကိုကျမအရင်ချတာနော် ဒီခန်းကိုကျွန်တော်ယူမယ်လို့ပြောပြီးသားနော် ဆွာလက်ပန်းရှိအောင်တဲ့ရတဲ့စဝယ်ပါဆိုလို့ရောက်လာတာနော် အများတော့မိန်းမဖြစ်နေလို့ မင်းကတော့ရှက်ပါပြစ်ချင်ဟမ် အနေနဲ့ကြောက်အောင်ကြာကျွန်တော်ပြောပြစေ မပြောနဲ့ဒီမှာပန်းရှင်နဲ့အပြက်ပြောမယ် အဲ့ပိုင်ရှင်စီကိုဖုံးဆက်လိုက်နော်ခေါ်တဲ့ဈေးတိုင်းမဈေးမစစ်ပင်နဲ့ဝယ်မယ်လို့ ဒီမှာကျမအဲ့ဒီခေါ်စီတဲ့သိန်းပို့ပေးမယ်လို့ပြောလိုက် အဲ့ဒီသိန်းကိုကျွန်တော်ပေးမယ်ဗျရက်လက်ကြိုက်ငွေချေးမယ် ကျမ2သိန်းပို့ပေးမယ်အခုချက်ချင်းချိန်မယ်လို့ ကျွန်တော်3သိန်းပို့ပေးမယ်တခါတည်းအချေချေမယ်လို့ပြောလိုက်ဗျာ ကျမ9သိန်းပို့ပေးမယ် အရှင်းသိန်းပေးမယ်ဗျာ 10သိန်း အဆက်5သိန်း သိန်း20 20သိန်း5သိန်း နေကြပါဦးဗျာဟုတ်အဲ့လိုတော့ဈေးဖြစ်လို့မဖြစ်ဘူးလေစင်စင်စာစာလုံးကြပါဗျာ ဟာဘာမှစဉ်းစားစရာအကြောင်းမရှိဘူး25သိန်း 26သိန်း သိန်း30ဗျာသိန်း30တစ်ခါသိန်း30နှစ်ခါသိန်း30သုံးခါကဲဘယ်လိုလဲခင်ဗျားဆက်မလိုက်ရတော့ဘူးလားဒီပါသွေးမရှိရင်မင်းမြတ်ကြော်ကောင်ကိုလာမရှင်နဲ့နော်စူးစမ်းလိုက်ကဲဦးတဲ့ပိုင်ရှင်ဖုန်းဆက်လိုက်ဟုတ်ကဲ့ကျွန်တော်လဲပတ်စံပဲဖုန်းဆက်လိုက် ဟောလာပါပြီဗျာလာပါပြီဦးမင်းကျော်သွားခင်ဗျားစီကိုကျွန်တော်အခုပဲဖုန်းဆက်နေတာဗျာခင်ဗျားအခန်းကိုဟောဒီကဝယ်ခြင်းတဲ့သူနှစ်ဦးကဈေးပြိုင်ပေးပြီးခင်ဗျားခေါ်တဲ့ဈေးတဲ့သိန်း30ကြီးများတော့ပို့ပေးသွားတယ်ဗျာကျွန်တော်ကလည်းအာရကေမင်္ဂလာကြီးကောင်းကောင်းရှင်းပြမယ်နော် ဟုတ်ချင်းမြင့်မှာပေါ့ဗျာဝမ်းသာစရာပဲဝမ်းသာတာပဲဒါနဲ့ဝေးပိတ်လို့ပါလို့ ဟောဒီကကိုမင်းမြတ်ကျော်ခေါက်ပါ ဟောဝမ်းသာတယ်ဗျာဝမ်းသာတယ် ဟုတ်ပါပဲ ဒါဆိုဆရာငွေပဲတခါတည်းပါလာတယ် ဟောပါပါလေဟိုတခါလဲငွေအခြေချေဖို့အတွက်ကျွန်တော်ဖုန်းဆက်ထားပြီးပါ ဟုတ်ကဲ့ ဟိုအန်ကယ်ရောစာဟဲ့စာလဲ ဟုတ်